တေဘေးကနေနောက်ဆုံးမိနစ်မှာလွတ်မြောက်သွားတဲ့တိရစ္ဆာန်များနံပါတ်9မန်းလေးတစ်ကောင်ဟာရေထဲမှာအေးအေးဆေးဆေးကူးခတ်နေတော့ရုတ်တရက်တစ်ကောင်ကသူ့ကိုလာစားဖို့ကြိုးစားပါတယ်ဒါပေမဲ့သူကနေပြူဟာကိုတုံးပြီးသူ့ရဲ့သားကောင်ကိုလုံးဝစိတ်ပြတ်သွားအောင်တခြားတစ်ဖက်ကိုကူးသွားပါတယ်သူကတော့လွတ်မြောက်ခြင်းရဲ့ဘုရင်ပါပဲနံပါတ်2ဝမ်ပူလွေနှစ်ကောင်ဟာယုံတစ်ကောင်ကိုလိုက်ဖမ်းနေကြပါတယ်သူတို့ဖမ်းမိတော့မယ်လို့ထင်ရပေမဲ့ရုတ်တရက်ယုံကဝမ်ပူလွေနှစ်ကောင်ကိုထိုင်ချန်ရိတ်ခဲ့အောင်ကွေ့ပတ်ပြေးသွားပြီးလွတ်မြောက်သွားပါတယ်နံပါတ်3ကြားတစ်ကောင်ဟာအပြစ်မဲ့တဲ့ဘဲလေးတစ်ကောင်ကိုစားတော့မယ်လို့အားလုံးကထင်နေကြပါတယ်ဒါပေမဲ့ဘဲကရေထဲကိုမုတ်ရှိုးသွားပြီးဘာမှမဖြစ်ခဲ့တယ်လို့ပျောက်ကွယ်သွားပါတယ်ကြားကတော့ဒါမဖြစ်နိုင်ဘူးဆိုတဲ့ပုံစံနဲ့ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေပါတယ်ဟုတ်ပါတယ်လူငယ်ချင်းမင်းအစားခံလိုက်ရတာပါနံပါတ်4မြောက်တစ်ကောင်ဟာမိချောင်းတွေပြည့်ရှိတဲ့ကျင်းထဲကိုပြုတ်ကျသွားပါတယ်သူကလွတ်မြောက်ဖို့အတွက်နေရန်ကိုအသေးအံဆုပ်ကင်ဖို့စူးစမ်းနေပါတယ်ဒါကမလွယ်ကူပေမဲ့သူကတဖြည်းဖြည်းနဲ့အပေါ်ကိုတက်နိုင်ခဲ့ပြီးလွတ်မြောက်သွားပါတယ်မိချောင်းတွေအတွက်တော့ညှက်စာမရှိတော့ပါဘူးနံပါတ်5ကြားတစ်ကောင်ဟာအာယုံလွဲနေပုံရတဲ့တမင်တစ်ကောင်နောက်ကိုလိုက်နေပါတယ်သူကဒါကိုလွယ်လွယ်ကူကူရမယ်လို့ထင်ပြီးယုံကြည်ချက်လွန်ကဲနေပုံရပါတယ်ဒါပေမဲ့သူဖမ်းမိတော့မဲ့အချိန်မှာပဲတမင်ကအရှိန်ပြေးနဲ့ပြေးထွက်သွားပြီးကြားတစ်ကိုထားရိတ်ခဲ့ကလွတ်မြောက်သွားပါတယ်ဒါကတော့တသက်လွတ်စားတဲ့တိရစ္ဆာန်ရဲ့အောင်ပွဲပါပဲနံပါတ်6တော့ဝက်ကလေးတစ်ကောင်ဟာချင်းသေးတစ်ကောင်ရဲ့ရှေ့မှာပြေးလွှားနေပါတယ်။သူယူနေပြီလို့အားလုံးကထင်ကြပြီးအခြေအနေဆိုးရွားသွားတော့မယ်လို့ထင်ကြပါတယ်။ဒါပေမဲ့ရုတ်တရက်သူကကျွမ်းပါသမားတစ်ယောက်လိုဘေးကိုရှောင်ထွက်သွားပြီးချင်းသေးကိုဘာမှမလုပ်နိုင်အောင်ထားရိတ်ခဲ့ပါတယ်။တကယ်ကိုအံ့သားစရာပါပဲ။နံပါတ်9ကြားတစ်ကောင်ဟာစိတ်တစ်ကောင်ကိုပါးစက်နဲ့ကြိုက်ထားပါတယ်။ဒါပေမဲ့စိတ်ကတောင်အောက်ကိုလွတ်မြောက်သွားပါတယ်။မီတာနှင်းငယ်အကွာမှာကြားတစ်ကသူ့ကိုပြန်ဖမ်းမိပြီးလွတ်မြောက်ဖို့မဖြစ်နိုင်တော့ဘူးလို့ထင်ရပါတယ်။ဒါပေမဲ့နောက်ဆုံးနေ့လက်အနေနဲ့သူကရေထဲကိုခုန်ချလိုက်ပြီးလွတ်မြောက်သွားပါတယ်။ဘယ်တော့မှမျောလင်းချက်မပြတ်ပါဘူး။နံပါတ်10လင်းယုံတစ်ကောင်ဟာယုံတစ်ကောင်ကိုဖမ်းဖို့အစွမ်းကုန်စူးစမ်းနေပါတယ်။ယုံကလင်းယုံသူ့နောက်ကိုရောက်လာတဲ့အချိန်မှာပဲခုန်ထွက်ဖို့အချိန်ကိုအတိအကျတွက်ချက်ထားပြီးလင်းယုံကိုကြော်ဖြတ်သွားစေပါတယ်။တကယ်ကိုကောင်းမွန်တဲ့လွတ်မြောက်မှုပါပဲ။နံပါတ်9တမင်တစ်ကောင်ဟာရေတောက်ဖို့မျက်နှာကိုချင်းကပ်လာပါတယ်။တင်ဟာဒီ channel ကိုစောင့်ကြည့်နေတယ်ဆိုရင်မြစ်တွေဟာအနေအများတယ်ဆိုတာသိမှာပါ။ဒီမြစ်ကလည်းချွင်းချက်မဟုတ်ပါဘူး။ကံကောင်းထောက်မစွာနဲ့တမင်ရဲ့တုံ့ပြန်မှုတွေဟာအံ့သားစရာကောင်းပြီးသူကအရှင်ကားတွေကလိုပဲမိချောင်းရဲ့တိုက်ခိုက်မှုကိုရှောင်တိန်နိုင်ခဲ့ပါတယ်။နံပါတ်10ဂေးဟောင်းခွေးလေးကောင်ဟာယုံတစ်ကောင်ကိုလိုက်ဖမ်းနေကြပါတယ်။တိရစ္ဆာန်နှစ်ကောင်ကြားမှာဒီလောက်အရှင်ကွာခြားတာကိုကျွန်တော်တခါမှမမြင်ဘူးပါဘူး။ဂေးဟောင်းတွေဟာလည်းနေတဲ့ခွေးတွေမဟုတ်ပါဘူး။ဒါကတော့ယုံတွေက mass bar step ပါ